ဒီမှာဦးစင်းကိုလိုင်းပေါ်ကကလေးတယောက်ကမေးထားတယ်သုံးပြောက်လို့ငါးကွယ်တဲ့6ရွာနဲ့လွယ်စစ်မသိ4ပြောက်တော့1နဲ့လွယ်10များတော့4ကဆွဲသုံးပြောက်လို့ငါးကွယ်တဲ့သုံးဆိုတာကယရနာ3ပါဖရာတရားတန်ခါเนาะဒီ3ပါငါးဆိုတာကဘာလဲလို့ဆိုတော့5ပါးတီလာ5ပါးတီလာပြီးတော့6ရွာနဲ့လွယ်6ရွာဆိုတာကတော့နတ်ပြည်6ထပ်ပေါ့နတ်ပြည်6ထပ်ပြီးတော့10ရွာကမတိတယ်10ရွာမတိတော့ဆိုတော့မက္ကင်10ပါတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုပြီးတော့10ပါ10ပါကိုမတိဘူးတဲ့မတိဘူးဆိုတော့4ပြောက်4ဆိုတာကတော့သစ္စာ4ပါနော်သစ္စာ4ပါသစ္စာ4ပါမရှိတော့ဘူးဆိုလို့ရှိရင်နိဗ္ဗာန်နဲ့လွဲသွားနိဗ္ဗာန်က1ပေါ့နိဗ္ဗာန်က1 10များတော့4ကဆွဲတယ်10ဆိုတာကဒုစရိုက်10ပါပေါ့ဒုစရိုက်10ပါများတော့4ကဆွဲတယ်4ဆိုတာကတော့အပယ်4ပုံပေါ့အပယ်4ပုံငရဲတိရစ္ဆာန်ပိတ်တာအတူတူနော်အပယ်4ပုံဒါကြောင့်မို့အခလေးလေးကဦးစင်းကိုမေးထားတယ်3ပြောက်လို့5ကို6ရွာနဲ့လွယ်စစ်မသိ4ပြောက်တော့1နဲ့လွယ်10များတော့4ကဆွဲဆိုတယ်အဲ့ဒါလေးကိုဦးစင်းဖြေပေးလိုက်တယ်နော်